အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရဲ့အခြေခံထိုင်းစကားပြောလေးစလိုက်ကြရအောင်ခင်ဗျာခဏ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 ဆိုတာရှေ့ကိုယ့်ရဲ့ရှေ့ဘက်ကိုပြောတာဖြစ်ပါတယ်ခင်ဗျာခဏရှေ့ဘက်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာခန့်หลังဆိုတာကနောက်ဘက်လို့အဓိပ္ပာယ်ရပါတယ်ကိုယ့်ရဲ့အနောက်ဘက်ကိုပြောတာဖြစ်ပါတယ်နောက်ဘက်ကြောဘက်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျခန့်หลังနောက်အနောက်ဘက်လို့အဓိပ္ပာယ်ရပါတယ်ကိုယ့်ရဲ့ကြောဘက်ကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျခန့်นอกဆိုတာအပြင်ဘက်ကိုပြောတာဖြစ်ပါတယ်ခင်ဗျအပြင်ကိုယ့်ရဲ့အပြင်ဘက်ကိုပြောတာဖြစ်ပါတယ်ခန့်นอกအပြင်ဘက်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျข้างไหนဆိုတာအထဲကိုပြောတာဖြစ်ပါတယ်ခင်ဗျအတွင်းဘက်ကိုပြောတာဖြစ်ပါတယ်ข้างไหนအထဲအတွင်းဘက်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျข้างบนဆိုတာအပေါ်ဘက်ကိုပြောတာဖြစ်ပါတယ်ခင်ဗျข้างบนအပေါ်ဘက်လို့အဓိပ္ပာယ်ရပါတယ် bone ဆိုတာအပေါ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျข้างล่างဆိုတာအောက်ဘက်ကိုပြောတာဖြစ်ပါတယ်ကိုယ့်ရဲ့အောက်ကိုပြောတာဖြစ်ပါတယ်ခင်ဗျข้างล่างအောက်ဘက်ကိုပြောတာဖြစ်ပါတယ်ခင်ဗျขึ้นဆိုတာတက်တာကိုပြောတာပါခင်ဗျအပေါ်ဘက်ကိုတက်တာဖြစ်ပါတယ်ขึ้นข้างบนလို့ပြောမယ်ဆိုရင်အပေါ်တက်တယ်လို့အဓိပ္ပာယ်ရပါတယ်ขึ้นဆိုတာတက်တယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျหลงဆိုတာဆင်းတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျဥပမာหลงข้างล่างဆိုတာအောက်ဘက်หลงဆိုတာဆင်းတယ်အောက်ဘက်ကိုဆင်းတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျหลงဆိုတာဆင်းတယ်လို့အဓိပ္ပာယ်ရပါတယ်ข้างဆိုတာဘေးဘက်မှာလို့ပြောတာဖြစ်ပါတယ်ခင်ဗျဥပမာอยู่ข้างဆိုရင်ဘေးနားမှာရှိတယ်လို့အဓိပ္ပာယ်ရပါတယ်ข้างဘေးမှာလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ See you the next video bye bye နောက်ဗီဒီယိုမှာတွေ့မယ်ခင်ဗျ